မင်္ဂလာပါ VOA TV သတင်းစီစဉ်ကကြိုဆိုပါရစေ VOA TV အစီအစဉ်တွေကို American ပြည်အောင်စုမြို့တော် Washington DC ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီ။ကျောင်းတော်မြို့နယ်ရှိစစ်တုံးပန်းမိသားစုများကို AA ဘန်လွတ်ပြီးရခိုင်ပြည်နယ်ကျောင်းတော်မြို့နယ်တောင်ပိုင်းရှိခမာရာ939တိုက်ရင်နဲ့အမန္တာ390ခုတိုက်ရင်တွေကတိုက်ပွဲတွင်ဖန်စီရမိခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်တွေကိုမတ်လဆလရက်ကပြန်လွတ်ပေးလိုက်တယ်လို့အာရကဒတတော် AA ကရုတ်ထန်တဲ့ကွာထုတ်ပြန်ပါတယ်။အခုလွတ်ပေးတဲ့စစ်တုံးပန်းမိသားစုဝင်တွေဟာ2024ဇန်နဝါရီလအတွင်းကအာရကဒတတော်ထံစစ်တုံးပန်းနဲ့မိသားစုဝင်တွေအဖြစ်ဖန်စီခံခဲ့ကြရတာဖြစ်ပြီးကျောင်းတော်မြို့နယ်ချောင်းတူကျေးရွာအနီးရှိအချင်းထောင်တွေမှာထိမ့်သိမ်းခံထားကြရသူတွေလည်းဖြစ်ပါတယ်။အခုပြန်လည်လွတ်မြောက်လာကြတဲ့သူတွေထိမ့်သိမ်းထားတဲ့အချင်းစခန်းကိုစစ်ကောင်စီကဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွေတုန်းကလေးချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်စစ်တုံးပန်းနဲ့မိသားစုဝင်20ယောက်သေဆုံးခဲ့ပြီး30ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ပါတယ်။စစ်တုံးပန်းမိသားစုဝင်တွေအဖြစ်ဖမ်းဆီးထိမ့်သိမ်းခံထားရစဉ်မှာအာရကဒတက်ကြွရဲ့ကူနီစောင့်ရှောက်ထားမှုတွေကိုအထူးကျေးဇူးတင်ရှိတယ်လို့ပြန်လည်လွတ်မြောက်လာတဲ့အာမတ389ရဲ့တရင်ဟောင်းဒုဗိုလ်မှူးကြီးကျော်စွာအောင်ရဲ့ဇနီးဒေါ်သဇင်ချိုကပြောပါတယ်။ကျမတို့အားလုံးမျှော်လင့်ထားတဲ့လွတ်မြင့်ကျန်းထာခွင့်ဆိုတဲ့အခမ်းအနားကိုဖြစ်မြောက်အောင်အခက်အခဲတွေကြားတဲ့ကလှုပ်ပေးခဲ့တဲ့အာရကဒတက်တော်ရဲ့တာဝန်ရှိတဲ့သူတွေနဲ့မိသားစုဝင်တွေကိုကျေးဇူးအထူးတင်တယ်လို့ပြောချင်ပါတယ်။ကျမတို့အာရကဒတက်တော်ရဲ့ဖန်စီထိန်းသိမ်းခြင်းကိုနှစ်တာကာလဖြတ်တန်းခဲ့ကြပြီ။အဲ့ဒီနှစ်တာကာလမှာကျမတို့မိသားစုဝင်တွေအားလုံးကိုမှဲ့လေကဖောက်မစွန်းအောင်ရန်သူလုံးသဘောမထားဘဲနဲ့ကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးအချင်းသားလိုမဆက်ဆံပဲမိသားစုဝင်ညီကိုမောင်နှမတွေလိုလူသားချင်းစာနာပြီးဆက်ဆံပေးခဲ့တဲ့အာရကဒတက်တော်ရဲ့တာဝန်ရှိတဲ့သူတွေနဲ့မိသားစုဝင်တွေအားလုံးကိုကျေးဇူးတင်တယ်လို့ပြောပါတယ်။အာရကဒတက်တော်ဟာ2024ခုနှစ်ကတည်းကစစ်ကောင်စီထိန်းချုပ်မှုအောက်မှာလွတ်မြောက်သွားတဲ့ဒေသကစစ်တုံးပန်းမိသားစုဝင်တွေကိုအတုတ်လိုက်လွတ်ပေးနေပြီးအခုအကြိမ်အပါအဝင်10ကြိမ်လောက်ရှိလာခဲ့ပါပြီ။အခုလွတ်ပေးလိုက်တဲ့စစ်တုံးပန်းမိသားစုဝင်အရေးအတွက်ကို AA ကတရားဝင်ထုတ်ပြန်ထားတာမရှိပေမဲ့ချောင်းတူအချင်းစခတ်ပါထိန်းသိမ်းထားတဲ့စစ်တုံးပန်းမိသားစုဝင်တရားရောက်ရှိနိုင်တယ်လို့အချင်းထောင်တဲ့နှိစက်သူတွေကပြောပါတယ်။အိမ်ပြန်နိုင်ဖို့မျှော်လင့်ချက်နဲ့အသက်ရှင်နေကြရပေမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ကြောင့်မျှော်လင့်ချက်တွေတေဆုံးခဲ့ရသလိုအခုမျှော်လင့်ချက်တွေတဖန်ပြန်လည်ပြေဝခဲ့ပြီလို့လွတ်မြောက်လာတဲ့စစ်တုံးပန်းမိသားစုဝင်ဒေါ်နန္ဒာလင်းကပြောပါတယ်။ကျမတို့ကဒီနေ့တိုးပြန်ရမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့မိသားစုဝင်တွေဟာအသက်ရှင်နေကြရတာပါပဲ။အဲ့ဒီလိုအသက်ရှင်နေစဉ်မှာကျမတို့အတွက်အိမ်မက်ဆိုးကြီးတစ်ခုကကြာရောက်လာခဲ့တာပေါ့။အဲ့ဒီအိမ်မက်ဆိုးကြီးဟာ2024တလပိုင်း20ရက်နေ့မှာကျမတို့ကိုလေကြောင်းကနေနှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့တာပေါ့အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့်ကျမတို့မှာပြန်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေတေဆုံးခဲ့တာပါအခုလိုတေဆုံးခဲ့တဲ့အခြေအနေမှာကျမတို့ရဲ့အိမ်မက်တွေကိုပြန်ဖော်ပေးခဲ့တဲ့အာရကဒတက်တော်ကိုအားလုံးမိသားစုတွေရဲ့ကိုစားကျေးဇူးအထူးတင်ပါတယ်အာရကဒတက်တော်ဟာတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့ကျောက်တော်မြောက်ဦးမင်းပြားပလဝဘူးတီတောင်မောင်တော်အပါအဝင်မြို့နယ်အများစုကစစ်တုံးပန်းမိသားစုဝင်2000ကျော်အထိကိုလွတ်မြင့်ကျန်းထားခွင့်နဲ့လွတ်ပေးခဲ့တာဖြစ်ပါတယ်။အာရကဒတက်တော်ဟာရခိုင်ပြည်နယ်ရှိမြို့နယ်14မြို့နယ်နဲ့ပလဝမြို့နယ်တို့ကိုထိန်းချုပ်တိုင်းတီးထားပြီးအဲ့ဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်တုံးပန်းနဲ့မိသားစုဝင်1000ကျော်အထိကိုဖမ်းဆီးရမိထားတာဖြစ်ပါတယ်။ဖန်စီခံထားရတဲ့စစ်တုံးပန်းနဲ့မိသားစုဝင်တွေကိုစစ်ကောင်စီအားလေကြောင်းတိုက်ခိုက်မှု6ကြိမ်ထပ်မံပြုလုပ်ခဲ့တာကြောင့်စစ်တုံးပန်းနဲ့မိသားစုဝင်တေဆုံးသူ230ကျော်အထိတေဆုံးခဲ့ရတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။မအူပင်မှာအုပ်ချုပ်ရေးမှုနဲ့အချင်းများခဲ့တဲ့အရာသားအချို့စစ်မှုထမ်းအထက်ခံရအေယာဝတီတိုင်းမအူပင်ခရိုင်မအူပင်မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှုဓာကင်ဆဲဆိုရန်ကားတာကိုတီးမခံနိုင်တဲ့အတွက်ပြန်လည်တုံ့ပြန်ခဲ့တာကြောင့်အဖမ်းခံရတဲ့အရာသားအချို့ကိုစစ်မှုထမ်းတဲ့ထည့်လိုက်ကြလို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ3ရက်ကမအူပင်မြို့နယ်စစ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုမင်းမင်းကစစ်မှုထမ်းခြင်းငွေအစမတန်တိုးကောက်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေသခံအရာသားတွေနဲ့အချင်းများခဲ့တာလို့ဆိုပါတယ်။အုတ်ချုပ်ရေးမှုမင်းမင်းကအချင်းများတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကျေနပ်ပဲအသင့်ဆောင်ထားတဲ့ဓာတ်ကြိုက်ပြီးရက်ွက်သေးလွယ်ကလိုက်လံစိန်ခေါ်ဆဲရှုခဲ့တာကြောင့်အရာသားတွေကဝိုင်းရိုက်နှက်ခဲ့ကြတာလို့သိရပါတယ်။အရာသားတွေကပြန်လဲတုံ့ပြန်ရိုက်နှက်ခဲ့တာအပေါ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုမင်းမင်းကစစ်တပ်ကိုခေါ်ယူပြီးအရာသား30ရောက်ထက်မင်းနဲ့ဖမ်းဆီးခိုင်းခဲ့ပြီးအဖမ်းခံရတဲ့သူတွေတဲကလူငယ်အချို့ကိုစစ်မှုထမ်းတဲ့ထည့်လိုက်တာလို့ဒေသခံတယောက်ကပြောပါတယ်။
အရာသားတွေကဆဲဆူအောသူကဆဲတာဓားခိုင်ပြီးပတ်ဆဲခဲ့တာသူ့ကိုပြန်လဲထုံ့ပြန်တဲ့အရာသားတွေကိုစည်ရင်းပေးပြီးစစ်တပ်ကိုဖမ်းခိုင်းတာလို့ဟုတ်တယ်အဖမ်းခံရတဲ့သူတွေတဲကလူငယ်အချို့ကိုစစ်မှုထမ်းတဲ့ထည့်လိုက်တာလို့သိရပါတယ်အရာသားတွေကိုစစ်ကောင်စီရဲ့မအူပဲအခြေဆိုင်အမှတ်20ခွန်ချင်းမြန်းတရင်ကတပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပြီးအဖမ်းခံရတဲ့သူတွေတဲကလူငယ်9ယောက်ကိုစစ်ကောင်စီတပ်နဲ့စစ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုကပူးပေါင်းပြီးစစ်မှုထမ်းတဲ့ထည့်လိုက်တာလို့သိရပါတယ်မအူပဲမြက်ကစစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်ကပြောပါတယ်အဖမ်းခံရတဲ့အထက်မှာမိန်းကလေးတွေလည်းပါတယ်မိန်းကလေးတွေကိုဆက်လက်ဖမ်းချုပ်ထားပါတယ်အမျိုးသမီးတွေကိုစစ်မှုထမ်းတဲ့ထဲ့တာဟုတ်တယ်လို့ပြောပါတယ်အရာသားတွေကတီးမခံနိုင်ပဲတုံ့ပြန်ရိုက်နှက်ခဲ့တာကြောင့်အုတ်ချုပ်ရဲမှုမင်းမင်းကဘင်းထန်တဲ့ဒဏ်ရာ6ချက်ထဲမနေရရှိခဲ့ပြီးမာဦးပင်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကရွာထဲမှာညစဉ်စစ်ဆေးရှာဖွေနေတာကြောင့်အရာသားအချို့တင်းရှောင်နေရတယ်လို့သိရပါတယ်ရခိုင်နဲ့ကုံတွဲဘတ်မီဇိုရမ်မှာ73စီဝယ်ယူခွင့်ကန့်တက်လိုက်ရခိုင်ပြည်နယ်အတွက်73စီရရှိရေးအထူးအားထားနေရတဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကခရိုင်အချို့မှာ73စီနဲ့ gas ဝယ်ယူခွင့်ကိုကန့်တက်လိုက်တယ်လို့မီဇိုရမ်ရောက်ရခိုင်ကုံတွဲတွေကပြောပါလေမီဇိုရမ်ပြည်နယ်ရဲ့မြို့တော်အိုင်ဇောအပါအဝင်ရခိုင်ကုံတွဲတွေအထူးကုံတွဲနေကြတဲ့လောင်တလိုင်ခရိုင်မှာမတ်14ရက်ရက်စွဲနဲ့ gas နဲ့73စီပြတ်တောက်မှုမဖြစ်စေဖို့ရောင်းချတာနဲ့ဝယ်ယူတာတွေကိုအကန့်အသတ်နဲ့လှုပ်လိုက်တာလို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်လောင်တလိုင်ခရိုင်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်မှာတော့လောင်တလိုင်ခရိုင်တွင်ဓာတ်ငွေဝယ်ယူမှုနဲ့73စီဝယ်ယူမှုတွေကိုကန့်သတ်ထားပြီးအမှန်တကယ်လိုအပ်ချက်ရှိမှသာဝယ်ယူဖို့နဲ့ကြိုတင်ဝယ်ယူမှုတွေကိုလည်းအနည်းဆုံး25ရက်ကြိုတင်မှာယူရမယ်လို့ဖော်ပြထားပါတယ်။မတ်20ရက်အထိလောင်တလိုင်မှာ73စီဝယ်ယူရရှိနေပေမဲ့ဈေးနှုန်းမြင့်တက်သွားတာနဲ့နောက်ဆိုရင်ကန့်သတ်တာတွေလုပ်လာနိုင်တယ်လို့လောင်တလိုင်ရောက်ရခိုင်ကုန်းတွေအမျိုးသားတယောက်ကပြောပါတယ်။လောင်တလိုင်မှာအစိုးရဘက်က73စီနဲ့ gas ရောင်းချမှုတွေကိုထိန်းချုပ်စာထုတ်ထားတာတော့တွေ့ပါတယ်။မတ်လ20ရက်နေ့အထိတော့73စီကဝယ်လို့ရသေးပါတယ်။ဒါပေမဲ့ဈေးမြင့်တက်သွားတာရှိတယ်။အရင်က73စီတပေပါကိုလောင်တလိုင်မှာကျပ်ငွေ9ထင်းဝန်းကျင်ကနေအခုကျပ်ငွေ1.2ထင်းကျော်အထိမြင့်တက်လာတာရှိတယ်။နောက်ဆိုရင်တော့73စီပြတ်တော့ပြီးရောင်းချတာတွေကိုကန့်သတ်မှုတွေလောက်ကောင်းလုပ်လာနိုင်ပါတယ်။စေဆိုင်ပိုင်ရှင်တွေကိုလည်းပြည်ထန်ဆိုရကအစည်းအဝေးတွေဆက်တိုက်ခေါ်နေတာတွေလည်းရှိပါတယ်။လောင်တလိုင်ခရိုင်အစိုးရရဲ့ထုတ်ပြန်ချက်မှာတော့ပြည်သူတွေအနေနဲ့73စီကိုမလူအပ်ပဲဝယ်ယူစုဆောင်းထားတာတွေမလုပ်ကြဘူးနဲ့အိန္ဒိယပတိအစိုးရနဲ့ပြည်ထန်အစိုးရရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့ဖော်ပြထားပါတယ်။အရှိလေမိုင်းမှာအီရန်အမေရိကန်စစ်ပွဲဖြစ်ပွားနောက်ကမ္ဘာဝန်းလုံးမှာ73စီဈေးနှုန်းမြင့်တက်တာတွေရောင်းချမှုကန့်သတ်တာတွေကိုဆက်တိုက်လှုပ်လာနေကြပါတယ်။မတ်လအစပိုင်းမှာရခိုင်ပြည်နယ်ရှိအာရကတတပ်တော်ထင်းချုပ်မြို့နယ်တွေမှာ73စီဈေးနှုန်းတွေကိုစီကုံတွေတွေကဈေးနှုန်းမြင့်တင်ပြီးရောင်းချခဲ့ကြပေမဲ့အာဏာပိုင်တွေကပြန်လည်ထိန်းညှိခဲ့တာကြောင့်73စီဈေးနှုန်းပြန်လည်ကျဆင်းသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မီဇိုရမ်ပြည်နယ်မှာ73စီရောင်းချမှုကန့်သက်လိုက်တာဟာရခိုင်ပြည်သူတွေအပေါ်မှာတည်ရုပ်မှုတွေရှိလာနိုင်တယ်လို့နောက်ထပ်ရခိုင်ကုံတွေတန်းကပြောပါတယ်။ရခိုင်ပြည်နယ်ဟာ2023ခုနှစ်ကတည်းကစစ်ကောင်စီကကုံတွေခွင့်ပိတ်ပင်ထားတာကြောင့်73စီရရှိဖို့အိန္ဒိယနိုင်ငံနဲ့မီဇိုရမ်ပြည်နယ်ကအဓိကတင်းသွင်းနေကြတာလည်းဖြစ်ပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာ73စီတပဲပါကိုကျပ်ငွေ16သိန်းအထိပေါက်ဈေးရှိတယ်လို့စီကုံတွေတွေကပြောပါတယ်။တောင်ကြီးအားကစားကွင်းကစိုင်းခမ်းများဖြစ်စည်းရွေ့ပြောင်းနေရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြည်တန်းအားကစားကွင်းကစိုင်းခမ်းများနေရာရွေ့ပြောင်းတာစိုင်းခမ်းဖြတ်တာတွေလုပ်နေကြရတယ်လို့မြို့ခံတွေကမတ်20ရက်နေ့မှာပြောပါတယ်။ရှမ်းပြည်နယ်အားကစားနဲ့ကာယပညာဦးစီးဌာနကနေစိုင်းခမ်းတိုက်ခန်းတွေနေရာမှာအားကစားကွင်းအားကစားယုံရေကူးကန်ယူလန်ရေယာစင်တာတွေဆောက်လုပ်သွားမယ်ဆိုပြီးမတ်19ရက်နောက်ဆုံးထားဖယ်ရှားပြဖို့နဲ့မဖယ်ရှားရင်1955ခုနှစ်အစိုးရအိမ်ဥပစာနှိမ်ထုတ်တဲ့အကြီးပြင်ဖယ်ရှားမယ်ဆိုပြီးထုတ်ပြန်ထားတာကြောင့်ဖယ်ဖေးနေကြရပါတယ်။မြို့ခံတယောက်ကပြောပါတယ်။ဖြတ်ကုန်ပြီးအကုန်လုံးနှီးပါပဲတချို့ဆိုင်တွေတော့ကိုပစ္စည်းကိုဖြတ်ပြီးတည်နေကြတာတွေရှိတယ်။အတိကားပစ္စည်းဆိုင်ဆိုကိုအိမ်ကိုရွှေ့ထားကြတာပဲ။သူတို့ကိုဘယ်နေရာပေးမယ်ဆိုတာမသိဘူးနေရာတွေကမပြီးသေးပါဘူးဆိုင်ခန်းတွေတိုက်ခန်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကတည်းကစီးပွားရေးလုပ်ကိုင်တာနေထိုင်တာတွေရှိခဲ့ပြီးအခုလိုပြောင်းရွှေ့ရတာကြောင့်နေထိုင်ဖို့နဲ့စီးပွားရေးဆက်လုပ်ဖို့အခက်အခဲထင်နေရတယ်လို့သိရပါတယ်စီအခက်အခဲကြောင့်ပြည်တွင်းလေကြောင်းလိုင်းခီးစဉ်အချို့ဖြတ်ပြင်းလေရင်စီအခက်အခဲနဲ့စီစည်းမြင့်တက်လာကြောင်း
မတ်19ရက်နေ့ကစပြီးပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ခီးစဉ်အချို့ဖျက်ပြင်းလိုက်တာတွေရှိနေပါတယ်။လေရင်လက်မှတ်အယောင်ကိုယ်စားလှယ်တယောက်ကပြောပါတယ်။မနေ့ကတည်းကခီးစဉ်ဖျက်ပြင်းလိုက်တဲ့ပြဿနာတနေကုန်ထိုင်ရှင်းနေရတာလက်မှတ်ဝယ်ထားတဲ့ခီးသည်တွေအပြဿနာရှာတာပေါ့။အဲ့ဒီလိုပြည်တွင်းလေကြောင်းလိုင်းခီးစဉ်အချို့ဖျက်ပြင်းလိုက်တာကြောင့်လက်မှတ်ဝယ်ထားသူတွေအနေနဲ့ဖျက်ပြင်းလိုက်တဲ့ခီးစဉ်တဲ့ပါမပါကိုတိုက်ဆိုင်စစ်ဆေးဖို့လေရင်လက်မှတ်အယောင်ကိုယ်စားလှယ်တွေကတိုက်တွန်းကြပါတယ်။အဲ့ဒီလိုခီးစဉ်အချို့ဖျက်ပြင်းလိုက်တာနဲ့ပြည်တွင်းလေကြောင်းလိုင်းမှာလေရင်စီကုန်းတာကိုထိန်းညှိဖို့အတွက်ခီးသည်တွေရဲ့တည်ယူခွင့်ဝန်အလေးချိန်ကိုအရေးပေါ်ကန့်သက်ချက်တွေလုံထားတာတွေရှိနေပါတယ်။လက်ရှိပြည်တွင်းလေကြောင်းလိုင်းခီးစဉ်ဖျက်ပြင်းလိုက်တာတွေရှိပေမဲ့ပြည်ပခီးစဉ်တွေကပုံမှန်အတိုင်းရှိသေးတာကြောင့်အလားတကောက်အခြေအနေတွေဖြစ်လာမှာကိုစိုးရိမ်နေရတယ်လို့ပြည်ပကိုတွားရောက်အလုပ်လုပ်ဖို့ပြင်ဆင်နေတဲ့သူတယောက်က